မျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ပူးပေါင်းစီစဉ်ကျင်းပတဲ့89နှစ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်ယာယီသမ္မတကြီးပြည်ထောင်စုဝန်ကြီးချုပ်နဲ့တကွာအစိုးရအဖွဲ့ဝင်များလွှတ်တော်ကိုယ်စားလှယ်များအမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီမှကောင်စီဝင်များတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ Federal Unit ပြည်내အုပ်ချုပ်ရေးအဖွဲ့များနိုင်ငံရေးပါတီများအဖွဲ့အစည်းများမှခေါင်းဆောင်များတော်လှန်ရေးရဲဘော်ရဲဘက်များဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာတဆင်ကြည့်ရှုနေကြတဲ့ပြည်ထောင်စုတိုင်းရင်းသားပြည်သူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆန္ဒပြုရင်းနှုတ်ခွန်းဆက်တာပါတယ်ဒီနေ့ဟာဗိုလ်ချုပ်အောင်ဆန်းနဲ့တကွာတိုင်းရင်းသားခေါင်းဆောင်ကြီးများအကြားသဘောတူချုပ်ဆိုခဲ့တဲ့ပင်လုံစာချုပ်ချုပ်ဆိုခဲ့ခြင်း82နှစ်ပြည့်နေထူးနေ့မြတ်ဖြစ်ပါတယ်တမိုင်းဝင်ပင်လုံစာချုပ်ဟာမိမိတို့ရဲ့အမျိုးသားခေါင်းဆောင်ကြီးများအကြားတန်းတူရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အပြန်အလှန်လေးစားမှုကိုအခြေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်သွားနိုင်ရေးအိမ်မက်ကိုအတူတူမှတ်နိုင်ဖို့အရေးကြီးတဲ့သဘောတူစာချုပ်တစ်ရပ်ဖြစ်ပါတယ်။တမိုင်းဝင်ပင်လုံစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ခြင်းကိုပြန်ကြည့်မယ်ဆိုရင်မတူကွဲပြားမှုတွေဟာအတားအဆီးတစ်ရပ်မဟုတ်ပဲကျွန်တော်တို့ရဲ့တမိုင်းပေးအမွေတစ်ရပ်လို့တောင်ဆိုနိုင်တဲ့အားသာချက်ပဲလို့ပြောချင်ပါတယ်။ဒါပေမဲ့လို့ပင်လုံကတိကဝတ်တွေဟာဆယ်စုနှစ်ပေါင်းများစွာကြာအကောင့်အထည်ပေါ်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့တဲ့အပြင်စစ်အာဏာရှင်တွေရဲ့သွေးခွဲတတ်ရှုံမှုတွေကြားမှာကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ညီညွတ်မှုနဲ့ယုံကြည်မှုဟာလည်းပဲရိုင်နေခဲ့ရပါတယ်ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့ခြင်းဟာစာချုပ်တစ်ခုဖြစ်တာမဟုတ်ပဲကျွန်တော်တို့တိုင်းရင်းသားညီအကိုတွေကြားကညီညွတ်မှုရဲ့ပြယုဖြစ်တယ်လို့ကျွန်တော်တို့အမျိုးသားခေါင်းဆောင်ကြီးများရဲ့အမျှော်မြင်ကြီးမားတဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်နှစ်ပေါင်း80နီးပါးကြာမြင့်လာပြီဖြစ်ပေမလို့ဒီကနေ့အထိတိုင်ပင်လုံစာချုပ်ပါဂတိကဝတ်တီကိုအကောင်အထည်ပေါ်ဆောင်ရွက်နိုင်ဖို့အကျိုးသက်ဆိုင်သူများတာမကတိုင်းသားပြည်သူတရလုံးကခိုင်မာတဲ့ဆန္ဒတွေရှိနေတာကိုကြည့်ရင်မိမိတို့အမျိုးသားခေါင်းဆောင်ကြီးများရဲ့တမိုင်းပေးအမွေနှစ်ကိုမျက်နှိုးတံမိုးထားခြင်းကိုပြသနေသလိုတကယ်စစ်မှန်တဲ့ပြည်တော်စုကြီးကိုတည်ဆောက်နိုင်မှုဆန္ဒအမှန်ရှိနေကြတယ်လို့ယုံကြည်ပါတယ်ပင်လုံစာချုပ်ကိုချုပ်ဆိုနိုင်ဖို့အတွက်မိမိတို့ရဲ့ခေါင်းဆောင်ကြီးများဟာကြီးမားတဲ့အခက်အခဲအတားအဆီးတွေကိုဖြတ်ကျော်ခဲ့ရတာဖြစ်တယ်လို့စိတ်ရှည်တိခတ်မှုကြီးကြီးထားခဲ့ရတယ်ဆိုတာတန်တရားဖြစ်ဖွယ်မရှိပါဘူးလွတ်လပ်ရေးဆိုတဲ့ပုံရည်မှန်းချက်မြန်မြန်ဆန်ဆန်အောင်မြင်နိုင်ဖို့အတွက်မိမိတို့အမျိုးသားခေါင်းဆောင်ကြီးများရဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုလည်းပဲမြင်တွေ့နိုင်ပါတယ်ဒီကနေ့2021ခုနှစ်စစ်အာဏာသိမ်း9နှစ်ပြည့်လာခဲ့ပြီးတဲ့အချိန်မှာလွန်ခဲ့တဲ့အနှစ်80ခန့်ကမိမိတို့အမျိုးသားခေါင်းဆောင်ကြီးများကြော်လွှားခဲ့ရတဲ့အခက်အခဲတွေကိုမိမိတို့တပ်ဖန်ဖြတ်ကျော်နေရတဲ့အချိန်လို့ယူဆမိပါတယ်မိမိတို့ရဲ့တိုင်းပြည်မှာစစ်အာဏာရှင်စနစ်အပြီးတိုင်အဆုံးသတ်ရေး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးဘုံရည်မှန်းချက်ဟာဒီကနေ့အချိန်မှာတော်လှန်ရေးအင်အားစုအသီးသီးရဲ့ဘုံရည်မှန်းချက်ဖြစ်ပါတယ်လွန်ခဲ့တဲ့အနှစ်80ခန်းကလို့ပဲဒီကနေ့အချိန်မှာမိမိတို့အနေနဲ့မိမိတို့ရဲ့စစ်မှန်တဲ့လမ်းကြောင်းမှာပိတ်ဆို့နေတဲ့စစ်အာဏာရှင်များကိုတော်လှန်နေရခြင်းဖြစ်ပါတယ်မိမိတို့တိုင်းပြည်စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ဖို့အတွက်အသက်တွေဘဝတွေများစွာပေးဆက်ထားခဲ့ရပြီးဖြစ်တယ်လို့ကချင်ချင်းတောင်တန်းတွေကစလို့စကိုင်းမကွေးမန္တလေးရန်ကုန်စတဲ့မြေပြန့်နေအထိကြာဆုံးခဲ့ပြီးဖြစ်တဲ့မိမိတို့ရဲ့သူရဲကောင်းများရဲ့သွေးတွေရှိနေပါသေးတယ်တကြော့ပြန်အာဏာသိမ်းမှု9နှစ်အတွင်းအကြမ်းဖက်စစ်တပ်ကမိမိတို့အင်အားစုတွေအကြားမှာပုံစံအမျိုးမျိုးနဲ့သွေးခွဲမှုတွေရှိခဲ့ပေမဲ့လို့ဒီကနေ့အချိန်ထိတိုင်ညီညွတ်မှုတွေမြဲနေသလို
ပူးပေါင်းဆောင်ရွက်မှုတွေလည်းပဲတိုးနေစေဖြစ်ပါတယ်ဒါပေမဲ့ဖက်ဒရယ်ပြည်ထောင်စုကိုသွားမဲ့လမ်းကြောင်းဟာလွယ်ကူမှာမဟုတ်လို့မြန်ဆန်မှာလည်းမဟုတ်ဘူးဆိုတာအားလုံးလက်ခံထားကြပြီးဖြစ်ပါတယ်ထင်ပါတယ်တိုင်းပြည်ကိုလက်နက်အားကိုးနဲ့ကြီးစိုးချယ်လှယ်ခွင့်ရခဲ့ကြတဲ့စစ်အာဏာရှင်တွေဟာဖက်ဒရယ်ဆိုတဲ့စကားလုံးဒီမိုကရေစီဆိုတဲ့စကားရပ်ကိုလူကြားကောင်းပြောတတ်ကြတဲ့သူတွေဖြစ်ပြီးတော့ဖက်ဒရယ်အရေးဒီမိုကရေစီအရေးကြိုးပမ်းသူများကိုအားနည်းအောင်ဆက်မလုပ်နိုင်အောင်နည်းအမျိုးမျိုးနဲ့လှုပ်ဆောင်ခွင့်ရနေကြလို့လည်းဖြစ်ပါတယ်ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်ဖို့အတွက်စစ်အာဏာရှင်တွေရှိနေသေးသည့်ကြီးမားတဲ့ပိတ်ဆို့မှုအဟံအတားတွေရှိနေမှာဖြစ်တယ်လို့ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်ဖို့အတွက်စစ်အာဏာရှင်တွေကိုလုံးဝဖြိုချနိုင်ဖို့ဟာအရေးကြီးဆုံးဖြစ်တယ်ဆိုတာတော့အားလုံးလက်ခံထားကြပြီးဖြစ်မယ်လို့ယုံကြည်ပါတယ်။ဂရိကဝတ်တီကိုအကောင့်ထဲပေါ်ဖို့ဂရိမတီခဲ့တဲ့အပြင်တရားဥပဒေရဲ့အထက်မှာနေထိုင်ခဲ့ပြီးတော့တရားဥပဒေကိုလေးစားလိုက်နာမှုမရှိတဲ့စစ်အာဏာရှင်တွေဟာကြီးစိုးခွင့်ရနေသမျှမိမိတို့ရဲ့ဖက်ဒရယ်အိမ်မက်ဟာအလှမ်းဝေးကွာနေအောင်မှာပဲဖြစ်ပါတယ်။တိုင်းပြည်နယ်လူမျိုးအတွက်အမှန်ကန်ကောင်းမွန်တဲ့နိုင်ငံရေးစနစ်ကိုတည်ဆောက်နိုင်မှုကြိုးစားရမယ်အစားအာဏာရှင်လူတစုရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်သာအစဉ်တစိုက်ကြိုးပမ်းခဲ့ကြတာကြောင့်တိုင်းပြည်ဟာအလုံးစုံပြတ်သုံးသွားနေရပြီဖြစ်ပါတယ်။အခုတခါလူမှုကိုစားပြုမှုအ ਨੇ ငယ်သာရှိပြီးတော့တရားမဝင်တဲ့အတူရောင်ရွေးကောက်ပွဲနဲ့ဟန်ပြအပြောင်းလဲတွေလုပ်ပြီးတော့တိုင်းပြည်အာဏာကိုဆက်လက်ဆုပ်ကိုင်နိုင်ဖို့ကြိုးပမ်းနေပါတယ်။ဒီလုပ်ရဟာကျွန်တော်တို့ကာလရှည်မဲ့ခဲ့တဲ့ Federal ပြည်ထောင်စုတည်ဆောက်နိုင်ရေးကိုစနစ်တကျပိတ်ဆို့တားဆီးဖို့လည်းဖြစ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့အရင်ကတည်းကပုံမညီညွတ်ပြီးခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့်စစ်အာဏာရှင်စနစ်အောက်ကတိုင်းပြည်ထာဝရလွတ်မြောက်ရေးအတွက်ဆက်လက်ကြိုးပမ်းသွားဖို့လိုအပ်ပါတယ်။စစ်အာဏာရှင်တွေသက်ဆိုးရှည်နေသမျှကာလပတ်လုံးတိုင်းပြည်ဟာငြိမ်းချမ်းရေးနဲ့အလှမ်းဝေးကွာနေအောင်မှာဖြစ်တယ်လို့ပြည်သူလူထုကိုဒုက္ခတွင်တွေကယုံထွက်စေနိုင်မှာမဟုတ်ပါဘူးမိမိတို့ရှောက်ရမယ်လမ်းဟာရှည်လျားပြီးခက်ခဲနိုင်ပြီမယ်လို့အရင်ကတည်းတော့ပို့ပြီးနီးကပ်လာပြီလို့ယုံကြည်ပါတယ်အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးအခင်းအကျင်းတွေဆွေးနွေးပွဲတွေကနေပြီးတော့လေမိမိတို့နိုင်ငံရဲ့ကာလရှည်ဖြစ်တည်ခဲ့တဲ့ပဋိပက္ခကိုအတူဖြေရှင်းနိုင်ဖို့မိမိတို့တော်လှန်ရေးအင်အားစုတွေဆက်လက်ကြိုးပမ်းသွားကြရအောင်မှလည်းဖြစ်ပါတယ်ဒီနှစ်ကာလအပိုင်းအခြားတွေအကြာမိမိတို့ရဲ့အကြာတိဆောက်နိုင်ခဲ့တဲ့ယုံကြည်မှုတွေလှုပ်ဆောင်ခဲ့တဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြည်သူအကြားကျေပြန့်လာတဲ့အတွေးခေါ်အယူဆတွေဟာမိမိတို့ရဲ့သွားရမယ့်လမ်းကြောင်းအတွက်အထောက်အပံ့ကောင်းတွေဖြစ်စေမယ်လို့ယုံကြည်ပါတယ်ဒါကြောင့်ပင်လုံစိတ်ဓာတ်ကိုကင်ဆွဲပြီးမိမိတို့ရဲ့အနာဂတ်ကိုဆက်လက်ရှောက်လှမ်းကြပါစို့လို့ဒီကနေ့နေတူးနေမြတ်မှာတိုက်တွန်းလိုပါတယ်မိမိတို့ဒီကနေ့ကြိုးပမ်းနေမှုဟာတစုတစ်ဖွဲ့အာဏာရရှိရေးအတွက်မဟုတ်တယ်လို့တစိမ့်တစ်ပိုင်းလုံးမြောက်ရေးအတွက်လည်းမဟုတ်ပါဘူးလွတ်လပ်မှုတန်းတူညီမျှမှုနဲ့တာယာဝပြောမှုကိုပြည်တော်စုတဝန်းလုံးမှာလူမျိုးအရာဖြစ်စေဘာသာအရာဖြစ်စေခွဲခြားမှုမရှိပဲတာတူညီမျှခံစားနိုင်မှအနာဂတ်ဘဝတစ်ကိုဖန်တီးပုံဖော်နိုင်ကြမှာဖြစ်ပါတယ်ဒါလိုကြီးမြတ်တဲ့ရည်ရွယ်ချက်လေးနဲ့တဲ့အိမ်မက်ဆိုတာတဦးတစ်ယောက်ကောင်းတစုတစ်ဖွဲ့ကောင်းနဲ့အကောင့်ထဲဖော်နိုင်တာမဟုတ်မိမိတို့အားလုံးရဲ့စုပေါင်းအင်အားနဲ့သာအနိုင်ရရှိနိုင်မှာဖြစ်ပါတယ်မိမိတို့ရဲ့ဘုံနိုင်ငံရေးရည်မှန်းချက်ကမိမိတို့အချင်းချင်းကြားညီညွတ်မှုကိုပုံမခိုင်မာစေမဲ့အပြင်မိမိတို့ရှောက်လန်းမဲ့လမ်းကြောင်းကိုတက်မှတ်ပေးလိမ့်မယ်လို့ယုံကြည်ပါတယ်လက်ရှိနိုင်ငံရေးအခင်းအကျင်းအရမိမိတို့ရှောက်လန်းနေတဲ့ခရီးကိုမြန်ဆန်စေဖို့အတွက်မှန်ကန်တဲ့ရည်ရွယ်ချက်ရှိတဲ့ဘဲအဖွဲ့အစည်းလူပုဂ္ဂိုလ်နဲ့မဆိုပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်းကိုလည်းရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကိုစားပြောကြားလိုပါတယ်မောင်မိုင်ဆုံးကာလတွေလို့ဆိုနိုင်တဲ့ဒီကာလတွေမှာမိမိတို့ရဲ့ရည်မှန်းချက်တွေအတွက်အတူရပ်တည်ပေးပြီး
ဝိုင်းဝန်းကြိုးပမ်းပေးခဲ့ကြတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေတော်လှန်ရေးအင်အားစုတွေနဲ့နိုင်ငံတကာအတိုက်အဝန်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်မိမိတို့အတွက်နိုင်ငံတကာအတိုက်အဝန်းရဲ့အကူအညီတွေအားပေးဝန်းရံမှုတွေပို့ပြီးလိုအပ်နေသေးတဲ့အတွက်မိမိတို့ကိုဆက်လက်ကူညီပေးကြဖို့လဲတော်လှန်ရေးအင်အားစုများကိုစားတောင်းဆိုပါတယ်ဒီကနေ့မြန်မာတမိုင်းဝင်နေတူးနေမြတ်မှာမိမိတို့နိုင်ငံမှာစစ်အာဏာရှင်စနစ်အမြန်ဆုံးအဆုံးသတ်ဖို့ပင်လုံဂတိကဝတ်တွေနဲ့အတူတိုင်းရင်းသားပြည်သူတရက်လုံးအတွက်ဆုံးရှုံးနစ်နာမှုတွေကိုကုစားပေးနိုင်ဖို့အကောင့်ထဲပေါ်နိုင်ဖို့ညီညွတ်ခြင်းကိုခိုင်အောင်ပူးပေါင်းမှုကိုတန်အောင်အတူတူဆက်လက်ကြိုးပမ်းသွားကြပါစို့လို့တိုက်တွန်းရင်းညီကုန်းချုပ်ပါတယ်အားလုံးလေးစားပါတယ်ကျေးဇူးတင်ပါတယ်အရေးတော်ကိုမုတ်ချအောင်ရမည်